green space area များများနဲ့ agent တိတ်ဆိတ်စွာနေထိုင်လို့ရမယ် Aspire Israfat Station ဘန်ကောက်မှာလည်းနေခြင်းနဲ့ဒါမဲ့လူနေအရမ်းမများပဲတီးတဲ့ဆန်တဲ့ကိုလိုမျိုးကိုဈေးတက်တက်နဲ့လူချင်းတဲ့သူတွေအတွက် Aspire Israfat Station နဲ့မိတ်ဆက်ပေးချင်ပါတယ်ဘန်ကောက်မြို့ရဲ့နာမည်ကြီး China Town နဲ့3မှတ်တိုင်သာကွာဝေးပြီး Israfat Station နဲ့350မီတာပဲကွာဝေးရဲ့အတွက်တွားရလာရလွယ်ကူစေမှာပါ Aspire Israfat Station ကထိုင်းနိုင်ငံရဲ့နာမည်ကြီး developer AP ထိုင်းကဆောက်လုပ်ပေးနေတဲ့ low rise အမျိုးအစား Upland ကိုတစ်ခုပဲဖြစ်ပါတယ်။ Standard price အနေနဲ့ 2.9 million ဘတ်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပြီးအနည်းဆုံးဘတ်2သိန်းကနေအများဆုံးဘတ်4သိန်းအထိ discount နေလည်းရှိပါသေးတယ်။ low rise ဆိုပေမဲ့ facility တွေစုံစုံလင်လင်ပါဝင်တဲ့အပြင် design နဲ့ decoration တွေကတည်သက်လှပတဲ့ modern heritage twist ကိုအသုံးပြုပေးထားပါတယ်။ low rise building နှစ်ခုကိုမှ9လရှိမှဖြစ်ပြီးအခန်းပေါင်း290သာပါဝင်တဲ့အတွက်လူနေနေပြီးတိတ်ဆိတ်တာကိုသဘောကျတဲ့သူတွေအတွက်အဆင်ပြေစေမဲ့ကုန်းတစ်ခုပဲဖြစ်ပါတယ်။ shopping တော့ဖို့နဲ့ရှောက်လည်ဖို့အတွက် Icon Siam, China Town, The Ocean Plaza, ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက်တုံပူရီ Hospital, Sirirak Hospital, ကလေးပညာရေးအတွက် Rajini School, Suksanari School, Silapakong University အစရှိတဲ့ကျောင်းတွေနဲ့လည်းနီးရဲ့နေရာမှာရှိပါတယ်။ Rooftop View, Pool and Garden Access, Sky Lounge, Lobby, Co-working Space အစရှိတဲ့ facility တွေပါဝင်ပါတယ်။ Aspire Israfat Station ကိုကနေထိုင်သူတွေအတွက် relax and comfort lifestyle ကိုအသားပေးဆောက်လုပ်ထားတာဖြစ်ပြီးလွတ်လွတ်လပ်လပ်အနားယူဖို့အတွက် green area များများထည့်သွင်းပေးထားပါတယ်။အခန်းမျိုးစားရဲ့အနေနဲ့ဆိုရင် 25.5 square meter ရှိတဲ့ studio, 28 square meter ရှိတဲ့ one bedroom, 35 square meter ရှိတဲ့ one bedroom plus နဲ့ 47.5 square meter ရှိတဲ့ two bedroom ဆိုပြီး၄မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Aspire Israfat Station ကနေရာကောင်းမှာရှိပြီးအရာအငှားပြန်လုပ်ရှင်တဲ့သူတွေအတွက်လည်းအဆင်ပြေသလိုတိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်ရှိရာကြောင့်မိသားစုနဲ့အတူနေထိုင်မယ်ဆိုရင်လည်းအထူးသင့်တော်တဲ့ကုန်တစ်ခုပဲဖြစ်ပါတယ်။လူချင်းမင်းတို့အနေနဲ့ Aspire Israfat Station ကိုအကြောင်းကိုစိတ်ဝင်စားလို့အသေးစိတ်သိချင်နေဆိုရင်တော့ Sky Inno ရဲ့ဖုန်းနံပါတ်+66 956 504137ကိုဆက်သွယ်နိုင်ပါတယ်။